လေးချင်းကမလုပ်ခင်အကျော်တေချာလျှော့မယ်ပခုံးကိုဝါလုံးပုံစံမျိုးလေးဖြစ်အောင်ဝိုင်းဝိုင်းလေးလျှော့ပါမယ်အကြိမ်20လောက်သွားပါမယ်ပခုံးဝိုင်းတဲ့အခါမှာအမြန်ကြီးဝိုင်းတာမဟုတ်ဘဲနဲ့အခုလိုမျိုးဖြည်းဖြည်းမှန်မှန်လေးသွားတာကပို့ပြီးတော့ထိရောက်ပါတယ်အခြေကိုအကြိမ်20လောက်ဆော့ပြီးသွားပြီဆိုရင်အနောက်ကိုလည်းအကြိမ်20လောက်ဝါလုံးပုံစံမျိုးလေးဖြစ်အောင်ဝိုင်းမယ်ဝါလုံးကိုတိတိလေးမဟုတ်ဘဲနဲ့အကြီးကြီးပုံစံမျိုးဖြစ်အောင်ဝိုင်းတာကပို့ပြီးတော့ကောင်းပါတယ်တဖြည်းဖြည်းနဲ့ပခုံးတွေညောင်းလာမယ်ပူလာမယ်အဲ့ဒါကပို့ပြီးတော့ပခုံးကျွမ်းအတွက်အဆင်ပြေပါတယ်အရှိရောအနောက်ရောပြီးသွားပြီဆိုရင်လက်ကိုအပေါ်အောက်ရောက်ပါမယ်လက်ချောင်းအပေါ်အောက်မြောက်တဲ့အခါမှာပခုံးကြွက်သားတစ်မျိုးတည်းနဲ့အသုံးပြုရပါမယ်အကြိမ်20မပြည့်မရှင်မနာတာဆက်ကစားရပါမယ်ဒါမှသာလျှင်သွေးဘူးစော့တဲ့အခါပို့ပြီးတော့ထိရောက်ပါတယ်လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်းပို့ပြီးတော့ကစားနိုင်ပါတယ်ပို့ပြီးတော့ထိရောက်ပါတယ်အပေါ်အောက်အချိန်20ပြည့်သွားပြီဆိုရင်အရှိအနောက်တစ်မျိုးကိုလည်းအချိန်20ဆောရမှာဖြစ်ပါတယ်အရှိအနောက်ဆောတဲ့အခါမှာနောက်ကျောကြွက်သားကိုလည်းဖြည်းဖြည်းချင်းညှစ်မယ်အရှိကိုပြန်လာမယ်အခုလိုမျိုးကိုလည်းအချိန်20မပြည့်မရှင်မနာတန်ဆက်ကစားရပါမယ်အချိန်20ပြည့်မှသာလျှင်ကျွန်တော်တို့နားပါမယ်အခုလိုမျိုးဆော့ပေးခြင်းအပြင်လေ့ကျင့်ခန်းလုပ်တဲ့အခါမှာပခုံး injury မရအောင်ပခုံးကြွက်သားတွေနာကျင်မှုတက်တာအောင်အတွက်ထိရောက်တဲ့လေ့ကျင့်ခန်းပဲဖြစ်ပါတယ်